Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးချင်တာကကြတော့ကျွန်တော်တို့အနေနဲ့စင်ကာပူ agent ကိုအလုပ်အပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဘက်ကဘယ်လိုတွေမေးတင်လဲဘယ်ဟာတွေကအရေးကြီးလဲဆိုတော့ကျွန်တော်တေချာလေးရှင်းပြချင်တာဖြစ်တယ်ဒီအချက်လက်တွေတေချာတိထားမှတေချာရှင်းရှင်းလင်းလင်းမေးထားမှနောက်တစ်ချိန်မှာကျွန်တော်တို့သူတို့နဲ့တခုခုပြဿနာလေးများရှိလာရင်ဒီຢာတွေနဲ့ကျွန်တော်တို့ပြန်ပြောလို့ရမှာဖြစ်တယ်အကောင်းဆုံးနည်းကတော့သူတို့နဲ့ဖုန်းပြောတဲ့ recording ဖမ်းထားတာအကောင်းဆုံးပဲပြဿနာတစ်ခုခုဖြစ်လာရင် agent ကိုယုံကြည်လို့အပ်ထားတဲ့ agent ကိုယ်တိုင်ကိုကကျွန်တော်တို့ဘက်မှာရည်တည်ပေးတာမဟုတ်ဘူးအဲ့ဒါကြောင့်ဖြစ်နိုင်မေးဆိုရင် recording မှာဖမ်းထားလိုက်အရန်ကိုဘက်ကသူတို့ဘက်ကပတ်စံမရခင်ထိတော့အရန်တွေကောင်းတယ်စကားပြောရင်လည်းအရန်တွေချိုတယ်တကြားလုံးကြနေရပဲဒါပေမဲ့ပတ်စံရပြီဆိုတော့ ਨੇ သွားပြီသူတို့မှာစပြီးတော့ခင်ဗျားကိုနံကွက်တွေ့သွားပြီအဲအကြောင်းအရန် queue ဆက်ရတယ်။ Okay နံပါတ်1အနေနဲ့ပေါ့နော်ဘာလဲဆိုတော့ခင်ဗျား agent ရှာတော့မယ် agent အပ်တော့မယ်ဆိုရင်တခုပေါ့အရေးကြီးတာကခင်ဗျားဘာလုပ်ချင်လဲဘယ်လိုအလုပ်မျိုးကြမှာခင်ဗျားလက်ခံပါလဲဘယ်လိုအခြေအနေပြောမှဆိုရင်တပတ်ကိုဘယ်နည်းရဲ့အလုပ်လုပ်ရမယ်ဘယ်နှနာရီလုပ်ရမယ်ဆိုတော့ခင်ဗျားအနေနဲ့ပြောလို့ရတယ်အကေ၍အဲ့အရာကြီးမရှိမှခင်ဗျားနေနေမှာပါရှော့ပြီးတော့ပြန်စဉ်းစားကြည့်ပေါ့နော်အလုပ်ရဲ့အခြေအနေကိုခင်ဗျားသူတို့ပြောပြရမယ်ခင်ဗျားဘာကျွမ်းကျင်လဲဘာလုပ်တက်လဲမလိန်နဲ့အတိကမလိန်နဲ့ခင်ဗျားမကျွမ်းကျင်မနဲ့ကျွမ်းကျင်ပါတယ်ဆိုပြီးတော့လဲရှောက်မလိန်နဲ့အဲ့ဒါကဒီရောက်လာရင်ခင်ဗျားအကြီးကျယ်ဒုက္ခရောက်မှာမကျွမ်းကျင်တဲ့အလုပ်မလို့အဲ့ဒါဆိုရင်ခင်ဗျားဖြစ်ချင်တာတွေခင်ဗျားလုပ်ချင်တာတွေအလုပ်ကိုသူတို့ပြောပြလိုက်ပြီခင်ဗျားလုပ်ချင်တဲ့ okayခင်ဗျားလုပ်ချင်တဲ့အလုပ်ပုံစံကိုသူတို့ကိုပြောပြလိုက်ပြီဆိုရင်ဟုတ်ပြီနောက်တစ်ခုကသူတို့ဘက်ကအလုပ်ပေးလာပြီဆိုရင်အဲ့ဒီအလုပ်ရဲ့အခြေအနေကိုခင်ဗျားမေးရတော့မှာအရင်ဆုံးသူတို့ရဲ့လုပ်ထုံးလုပ်နီးပေါ့နော် agent တွေရဲ့လုပ်ထုံးလုပ်နီးကိုအရင်ခင်ဗျားမေးလိုက်မေးပါဒါပေမဲ့မယုံပါနဲ့မေးထားပါမယုံပါနဲ့နော်ခင်ဗျားကိုပေးတဲ့အလုပ်ကဘာမျိုးစားလဲ WP လား SP လားဒါမှမဟုတ် NTS လားဒီအမျိုးအစားတွေကိုခင်ဗျားကြည့်ရမယ်အဲ့ဒါတွေမေးရမယ်ပြီးတော့အဲ့ဒီအလုပ်ရဲ့အလုပ်ချိန်အလုပ်ပေးရဲ့လာစာပြီးတော့အဲ့ဒီအလုပ်မှာအချိန်ပိုရှိမရှိပြီးတော့နောက်တစ်ခုကအဲ့ဒီအလုပ်ကနေခင်ဗျားကိုနေစရာပေးလားစားစရာကျွေးလားအဲ့ဒါတွေအကုန်လုံးကိုခင်ဗျားတေးချာမေးထားရမယ်ရှင်းလင်းသိရမယ်ပြီးရင်ခင်ဗျားရတဲ့လစာတွေကနေသူတို့အခွန်နှုတ်သိလားဆိုတော့လေခင်ဗျားရှင်းလင်းမေးခဲ့လိုက်တချို့ကကြတော့အလုတ်ကနေအဲ့ဒီအခွန်ကိုပေးတာရှိတယ်တချို့ကြတော့အခွန်မပေးဘူးပေးစရာမလိုတဲ့ဟာရှိတယ်တချို့ကြတော့အခွန်ပေးရတယ်အဲ့တော့ကိုယ့်ဘက်ကနေပေးရမှာလားတတိဘက်ကပေးမှာလားရှင်းလင်းမေးလိုက်ပါအခွန်လည်းမနေတဲ့ပတ်စံနေတဲ့ပတ်စံမဟုတ်ဘူးနော်တော်တော်များတယ်အခွန်ရောအဲ့ဒါကြောင့်ပြောချင်တာဖြစ်တယ်နောက်တစ်ခုအနေနဲ့ခင်ဗျားအလုပ်တွေတေချပြီးအလုပ်ရပြီဆိုရင်လင်းလက်မှတ်ဖိုးကြတော့ကောသူတို့ဘက်ကစိုက်မှာလားကိုယ့်ဘက်ကစိုက်ရမှာလားအဲ့ဒါကိုလည်းတေချမေးလိုက်ပါတချို့ agent တွေကသူတို့ဘက်ကစိုက်ပေးတာရှိတယ်တချို့ agent တွေကကိုယ့်ဘက်ကစိုက်ခိုင်းတာရှိတယ်တချို့ agent တွေကြတော့တယောက်တစ်ဝက်စိုက်တာရှိတယ်အဲ့တော့တေချမေးပါခင်ဗျားအနေနဲ့အဆင်မပြေဘူးဆိုရင်မပြေတဲ့အကြောင်းပွင့်လင်းပြောပါဘယ်တော့အခါမှပတ်စံကိုကြုံမတွင်းပါနဲ့အဲ့ဒါပြောပြချင်တယ်ပတ်စံကိုလုံးဝကြုံမတွင်းနဲ့ခင်ဗျားပတ်စံတွင်းလိုက်ပြီဆိုတော့လည်းသူတို့နိုင်ပြီခင်ဗျားကိုကြိုက်တယ်လို့လုပ်တော့မယ်ခင်ဗျားပတ်စံပြန်အမ်းပေးပါဆိုရင်တော့မှသူတို့ပြန်အမ်းပေးဖို့အချိန်ဆွေးတာတွေရှိတယ်ကျွန်တော်တို့ကတစ်ခေါက်ပေါ့နော်deposit တွင်းရမယ်ဆိုပြီးတော့ကျွန်တော်လည်းမတိလို့တွင်းခဲ့တယ်1000ပြီးလေပြီးရောသူတို့ဘက်ကအလုပ်ကအဆင်မပြေလာတော့ကျွန်တော်ကအဲ့ဒီ deposit 1000ကိုပြန်အမ်းပေးပါခင်ဗျားတို့အလုပ်အဆင်မပြေတော့ဘူးခင်ဗျားတို့အလုပ်ရှင်ကိုယ်တိုင်ကကျွန်တော်ကိုမခေါ်ချင်တော့ဘူးတလောက်ကြာနေပြီအရန်ကြာနေပြီပတ်စံပြန်အမ်းပေးပါဆိုတော့သူတို့ကအချိန်ဆွေးတယ်ဟိုဆွေးဒီဆွေးဟိုဆွေးဒီဆွေးနဲ့နောက်ဆုံးကြတော့နောက်တစ်လုံးတစ်ခုပြန်ပေးတယ်အဲ့လိုမျိုးတွေရှိတတ်တာမို့လို့အဲ့ဒါကြောင့်အထူးခယူဆိုင်ရမှာဖြစ်တယ်နော်အဲ့ဒါတွေကပြီးတော့နောက်တစ်ခုကအကေ၍များခင်ဗျားကဒီကိုရောက်လာမယ်3လအတော်တွင်းမှာခင်ဗျားကိုအဲ့ဒီအလုတ်ကမနစ်သက်တော့ဘူးမကြိုက်တော့ဘူးအကြောင်းမျိုးကြောင့်ခင်ဗျားကိုအလုတ်ကထုတ်ပေးမယ်ဆိုရင်သူတို့ဘက်ကနေခင်ဗျားကို90ရန်ခန်းလုံးပြန်အမ်းမှာလားဆိုတာကိုလည်းအတိအကျမေးပါမေးတဲ့အချိန်မှာအစွမ်းကကျွန်တော်ပြောသလို recording ဖမ်းထားတာအကောင်းဆုံးပါ recording ဖမ်းထားလိုက် recording ဖမ်းထားပါအဲ့ဒါကအခန်းလုံးဆုံးသက်တည်ပဲ
ပြီးရင်နောက်တစ်ခုကျွန်တော်ပြောပြချင်တာကခင်ဗျားကိုဒီဖက်ကိုရောက်လာပြီဆိုရင်သူတို့ဖက်ကနေလေးစိတ်ကိုလာကြိုမှာလားတချို့ကျတော့လာကြိုတယ်ဘာနဲ့လာကြိုတယ် MRT ရထားနဲ့လာကြိုတယ်ကို့အထုပ်ကိုဆွဲပြီးတော့သူတို့နောက်မနေမြင်အောင်လိုက်နေရတဲ့ဟာတွေရှိတယ်ကျွန်တော်တို့ကလည်း MRT နဲ့လာကြိုတယ်ပြီးရင်ခင်ဗျားကိုတခုခုအကြောင်းမျိုးကြောင့်ယုံသွားရမယ်ဆိုရင်ခင်ဗျားကိုယုံပို့ပေးမှာလား MON ယုံကိုသွားရတာကိုသူတို့ဖက်ကပို့ပေးမှာလားကျွန်တော်တို့ကတော့မပို့ပေးဘူးဒီ agent နဲ့အကျင့်မကောင်းတော့ပြောပြချင်တာလေနော်မပို့ပေးဘူးလုံးဝကုန်မပို့ပေးဘူးသူကသူဒီလိုသွားဆိုပြီးပြောလိုက်ပြီဆိုပြီးသွားပြီကိုကကိုလိုက်ရှာရတာပဲအမှအမောအကေ၍ကိုမရှာတဲ့လို့ကိုမတွေ့ခဲ့လို့သူတို့ရဲ့ချင်းဆိုထားတဲ့ရက်မှာကိုမရောက်ခဲ့ဘူးဆိုရင်ခင်ဗျားကိုပဲ agent ကလာပြောမှာခင်ဗျားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့ဒါကြောင့်အဲ့ဒါလေးတိတ်ချရှင်းလင်းအောင်မေးထားတာအကောင်းဆုံးပဲနော်ပြီးရင်ဒီရောက်လာလို့ရှိရင်ဆေးစစ်တာကြတော့ကောဆေးစစ်တဲ့ပတ်စံကိုဒီမှာလေးဆေးစစ်ရတာကိုနော်ဆေးစစ်တဲ့ပတ်စံကိုသူတို့ထုတ်မှာလားကိုယ့်ကိုထုတ်ရမှာလားအဲ့ဒါကိုလည်းရှင်းလင်းမေးထားလိုက်ပါနော်ရှင်းအောင်မေးထားတာအကောင်းဆုံးပဲပေတော့မှအာမနာနဲ့အာနာနေရင်လေအာနာနေကောင်းပေါ်ချစ်တက်ပါတာအေဂျင့်တွေကအဲ့လိုမျိုးတွေနောက်ဆုံးအရေးကြီးတာတကယ်ကိုရေးကြီးတာကိုကျွန်တော်တစ်ခုပြောပြမယ်နော်ကိုမတိတဲ့စာရွက်စာတမ်းကိုမတိတဲ့အကြောင်းအရာတစ်ခုခုကိုသူတို့လက်မှတ်ထိုးခိုင်းမယ်ဆိုရင်ဘယ်တော့မှလက်မှတ်မထိုးပါနဲ့ခင်ဗျားကိုအရင်တိအောင်လုပ်ပါခင်ဗျားအရင်တိအောင်နားလည်အောင်သဘောပေါက်အောင်အရင်လုပ်ပြီးမှခင်ဗျားသဘောတူတယ်ဆိုမှလက်မှတ်ထိုးပါခင်ဗျားမတိသေးတဲ့အလုပ်ကိုသူတို့ကအရင်လုံးနေမြန်လို့လာပြောနေတာမှခင်ဗျားမလုံးနဲ့သူတို့လုံးနေတာကကိုကကြေးလုံးနေလို့ဆိုပြီးကိုကဖြစ်တယ်လို့တွေးပြီးတော့လက်မထိုးလိုက်တာကသူတို့အတဲ့နံကွက်ကြီးရသွားတာဟုတ်တယ်ကျွန်တော်ကိုတွေ့ရှိတာမလို့ကျွန်တော်ပြောပြတာဖြစ်တယ်ဘယ်တော့မှလက်မှတ်ကိုပစ္စလက်ခတ်မထိုးပါနဲ့ပစ္စလက်ခတ်မထိုးနဲ့ဆိုတာခင်ဗျားမသိတဲ့အကြောင်းအရာတစ်ခုကိုသူတို့လာပေးတဲ့လက်မှတ်ကိုစွတ်မထိုးပါနဲ့အရင်ကြည့်မေးတေးချတယ်မေးတဲ့အချိန်မှာကျွန်တော်ပြော recording ကိုဖမ်းထားပါ recording ဖမ်းထားမယ်ဆိုရင်အကေ၍ကိုထိုးလိုက်တဲ့လက်မှတ်ကိုကမေးလို့ရတယ်သူ့ကိုမသိဘူးဆိုတာဒါကဘာလက်မှတ်လဲတေးချတယ်သူကတာဝန်ယူတယ်တာဝန်ခိုင်းတယ်ဆိုရင်တော့ okay အဲ့ဆိုလက်မှတ်ထိုးလိုက်ပြဿနာမရှိဘူးသူကတာဝန်ခံတယ်တာဝန်ယူတယ်ခင်ဗျားမသိရသေးမင်းနဲ့ခင်ဗျားကစွတ်လောက်လိုက်ပြီဆိုရင်နောက်တစ်ချိန်မှာခင်ဗျားပတ်စံရဖို့မပြောနဲ့အလုတ်ကအစင်မပြေလာတဲ့ချိန်ကြာရင်ခင်ဗျားကလက်မှတ်လက်တစ်ခုမားခဲ့တဲ့အတွက်ခင်ဗျားအကြီးကြီးဒုက္ခရောက်သွားနိုင်တယ်ကျွန်တော်ကိုတွေ့မို့လို့ကျွန်တော်ပြောပြတာဖြစ်တယ်နောက်ဗီဒီယိုမှာကျွန်တော်အဲ့ဒီလက်မှတ်ကိစ္စကိုကျွန်တော်အသေးစိတ်ပြန်ပြောပြမယ်အဲ့တော့ဒီဗီဒီယိုမှာကျတော့ကျွန်တော်ကြုံခဲ့တာတွေကိုကျွန်တော်ကဒီတိုင်းလေးပြောပြတာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာကိုတေချာလေးမှတ်ထားပါအားလုံးပဲစင်ကာပူလာမဲ့သူတွေအားလုံးပဲကောင်းတဲ့ agent တွေ့ပြီးတော့အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ် bye bye